မင်းဒီမနဲ့အိပ်ရနိုးလာတယ်ပုံမှန်ပါပဲနောက်ထပ်တရက်ပေါ့မင်းစိတ်ထဲမှာအချိန်ကြီးအများကြီးကြံသေးတယ်လို့ထင်နေတယ်မနေ့ဖြန့်ရှိသေးတာပဲနောက်ပတ်ရှိသေးတာပဲနောက်နှစ်တည်းအများကြီးကြံသေးတာပဲမင်းအချိန်ကိုတန်ဖိုးမရှိတဲ့အရာတစ်ခုလိုသဘောထားနေတယ်ကုံဆုံးသွားရင်ပြန်ဖြည့်လို့ရတဲ့ရေလိုမျိုးသဘောထားနေတယ်ဒါကြောင့်မင်းစောင့်နေတာငါအစင်သင့်ထတဲ့အချိန်ကြမှာလုပ်မယ်စိတ်ပါတဲ့အချိန်ကြမှာစမယ်အခြေအနေတွေပြည့်စုံမှလုပ်တော့မယ်မင်းဖုံးပွင့်ရင်းနဲ့နိုင်ပေါင်းများစွာကိုဖြုံးတီးပစ်တယ်မင်းဘဝအတွက်အရေးမပါတဲ့လူတွေအကြောင်းပြောရင်းအချိန်ကုန်ခန်းတယ်မင်းကို900လောက်အသက်ရှင်အောင်မဲ့လူတယောက်လိုပြုမှုနေတယ်ဒါပေမဲ့ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြောပြမယ်မင်းမှာအချိန်မရှိတော့ဘူးမင်းမွေးလာကြတဲ့ကမင်းရဲ့နာရီကစပြီးလဲပတ်နေပြီအခုငါစကားပြောနေတဲ့စက္ကန့်တွေမင်းဘယ်တော့မှပြန်မရနိုင်တော့ဘူးတနေ့နေ့တော့လုံးမယ်ဆိုတဲ့စကားကအန်ဒီရဲ့အရှိဆုံးပဲတနေ့နေ့ဆိုတာမင်းရဲ့အိမ်မက်တွေတွားပြီးတေဆုံးကြတဲ့နေရာပဲမင်းစောင့်မျှော်နေတဲ့ပြီးပြည့်စုံတဲ့အခြေဆိုတာဘယ်တော့မှရောက်မလာဘူးမင်းအရေးတကြီးစိတ်ဆိုတဲ့ sense of urgency လိုအပ်နေပြီမင်းအသက်ရှင်ခွင့်ရထားတာဒီနေ့တရက်တည်းကြံတော့တယ်လို့မျိုးနေထိုင်ရမယ်မနက်ဖြန်ဆိုတာဂတိပေးထားတဲ့အရာမဟုတ်ဘူးလှုံ့ဆော်မှုကိုစောင့်မနေနဲ့စိတ်ပါမှလောက်တာကဝါဒနာရှင်တွေရဲ့အလုပ် professional တွေလားစိတ်ပါသည်ဖြစ်စီမပါသည်ဖြစ်စီနေ့တိုင်းထလို့ကြတယ်မင်းရဲ့ပတင်းပေါက်ကတဖြည်းဖြည်းပိတ်နေပြီအခွင့်အရေးတွေကယော့နေလာနေပြီမင်းဘာကူစောင့်နေတာလဲဒီဗီဒီယိုပြီးသွားလိမ့်မယ်မင်းအချင်းတွေထပ်ဖြုံးဦးမလားဒါမှမဟုတ်အခုပဲထပြီးတခုခုစလို့မလားနာယီကဆက်သွားနေတယ်